ဟုတ်တော့ပြည်နယ်တောင်းတာအပြင်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတာအဲ့ဒီမှာဒါအားပြည်သူလူထုတွေရဲ့ဒုက္ခအကြောင်းသူပြောထားတယ်မီးရရှိရေးအကြောင်းပြောတယ်နောက်ဖွံ့ဖြိုးတိုးတက်ရေးပေါ့နော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ရနောက်ပညာရေးကိစ္စအကြောင်းတွေပြန်ဖွင့်နိုင်ဖို့ဆိုတဲ့ဟာပြောတဲ့ဥစ္စာမှာကြည့်လိုက်ရင်စစ်တပ်ကတခုမှမလိုက်ရောဘူးဆိုတဲ့တုံ့ပြန်မှုမျိုးကျွန်တော်တို့တွေ့ရလိမ့်မယ်အကုန်လုံးကတော့2008အောက်မှာသူကပြန်ပြည်နယ်ကိစ္စကို2008အောက်မှာလွှတ်တော်တွေကဆွေးနွေးဖို့သူပြောတယ်။နောက်ဖွံ့ဖြိုးတိုးတက်ရေးကအဲ့ဗဟိုအစိုးရစစ်တပ်အုပ်ချုပ်ရေးအောက်ကနေပြီးတော့ဖွံ့ဖြိုးတိုးတက်ရေးလုပ်ဖို့ဆိုတဲ့ဟာပြောတယ်။နောက်တစ်ခါပညာရေးဆိုရင်လည်းပညာရေးဝန်ကြီးဌာနပြဋ္ဌာန်းထားတဲ့ဒီတင်ရိုးညွှန်းတန်းနဲ့တင်နိုင်တယ်ဆိုရင်အဆင်ပြေတယ်ဆိုတဲ့ဟာပြောထားတယ်။ဆိုတော့အဲ့ဟာတွေအကုန်လုံးကဘာလဲဆိုစစ်တပ်ဘက်ကဘာမှမလျှော့ပေးဘူးဆိုတဲ့သဘောမျိုးတော့ဖြစ်တယ်။ဆိုတော့အဲ့လိုမျိုးသဘောမျိုးဖြစ်တဲ့ဟာကစစ်တပ်အနေနဲ့ထုတ်ပြန်တာလားဒါမှမဟုတ်တအန်းဖက်ကပဲသူတို့ရဲ့ဒီညှိနှိုင်းမှုပေါ့နော်သူတို့တောင်းဆိုမှုပြည်သူလူထုအတွက်တောင်းဆိုမှုတော့လုပ်တယ်ဒါပေမဲ့စစ်တပ်ကမလိုက်လျောဘူးဆိုတဲ့ဟာသိစေချင်လို့သူတို့ဘက်ကပဲဖောက်လိုက်တာလားပေါ့နော်ဒီကထွက်လာတယ်ဆိုတဲ့ဟာကတော့နှစ်ဖက်ရှိတဲ့အဖွဲ့ဖြစ်တဲ့အတွက်ကြောင့်ဘသူကနေတမင်ဖြတ်လိုက်တယ်ဆိုတဲ့ဟာတော့ကျွန်တော်တို့အတိအကျတော့မသိနိုင်ဘူးဒါပေမဲ့နှစ်ဖက်စလုံးကတော့အဲ့လိုမျိုးဖြတ်လို့တဲ့နောက်ခံအကြောင်းရင်းတော့သူတို့ရှိကြတယ်နိုင်ငံရေးအရဘယ်လိုပဲဖြစ်ဖြစ်သူတို့ဒီတအန်းလိုမျိုးဟိုပါပေါ့10-20ခွန်မှာပါခဲ့တဲ့အဖွဲ့တော်မှာသူတို့တောင်းဆိုတဲ့ဥစ္စာအခုချိန်လုံးဝဝတ်တွားပြီးတော့တိုးဝင်နေရတယ်ဆိုတဲ့ဟာမျိုးကိုသူတို့အပဟဲအနေနဲ့သူတို့ပြချင်လို့ထုတ်ပြန်တာလည်းဖြစ်နိုင်တယ်လို့တအန်းအနေနဲ့သူ့ရဲ့ပြည်သူလူထုကိုဒီလိုမျိုးစစ်တပ်ဘက်ကလိုက်လျောမှုမရှိဘူးဆိုတဲ့ဟာကိုသိသာစေချင်လို့သူတို့ထုတ်ပြန်တာမျိုးလည်းဖြစ်နိုင်တယ်လို့ကျွန်တော်တို့တွက်လို့ရမယ်ခင်ဗျ